AWS RTS database ကိုအသုံးပြုတဲ့အချိန်မှာသတိထားဖို့တစ်ချက်ကကျွန်တော်တို့အဲ့ဒီ database ကိုကျွန်တော်ဖွင့်ကြည့်လိုက်လို့ရှိရင် database ကျွန်တော်တစ်ခုပဲရှိတယ်ပဲကျွန်တော်ထင်တယ်ပေါ့နော်ထင်တယ်ဆိုတော့ကဟိုသိပြီးတော့မကြွညင်သေးတဲ့အချိန်မှာကျွန်တော်တို့ကဒီ database ကိုတိစောက်ခဲ့ကြတယ်တိစောက်ခဲ့တော့တစ်ခုစောက်တယ်စောက်ပြီးတော့ database ကပျောက်သွားတယ်နော်ဘယ်မှာရှာလို့မတွေ့တော့ရှာလို့ဆိုတော့နောက်တစ်ခု database တစ်ခုတိစောက်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုရင်နောက်ပိုင်းသိလာတဲ့အချိန်မှာဘာလဲဆိုတော့ဒီမှာ region ဆိုတာရှိတယ်ဗျနော်ဒီပထမ O ထဲမှာ MHS ကိုတိစောက်ထားပြီးမဲ့နောက်ပျောက်သွားတဲ့အကြောင်းအရာကဒီ region ကိုပြန်ပြောင်းသွားတဲ့အတွက်နဲ့ကျွန်တော်ကဒီထက်မှာ database တစ်ခုအသေးထပ်ဆောက်လိုက်တာပေါ့နော်အသေးဆောက်လိုက်ရတယ်ပထမတစ်ခုရှာမတွေ့တော့တူတူတဲ့ဆိုတော့ပြောချင်တာကဒီ AWS ထဲမှာ database ကမြင်လိုက်ရင်တော့ကိုဖွင့်နေတဲ့ဟာဒါကိုသတိမထားမိလို့ရှိရင် database တစ်ခုပဲရှိတယ်လို့ထင်တယ်ဆိုပေမဲ့ database ကနှစ်ခုရှိနေပြီအဲ့ဒါဘယ်မှာသွားပြီး affected သွားဖြစ်တယ်ဆိုရင်ဒီထဲမှာ build in cost ဆိုတဲ့ management မှာကျွန်တော်တို့ကဒါကိုပြန်ပြီးတော့ cost ကိုတွက်တဲ့အချိန်မှာ database ကိုသူနှစ်ခုအနေနဲ့တွက်တယ် instant နှစ်ခုအနေနဲ့သူကတန်ဖိုးတွက်တယ်နော်နာမည်ပေးကျွန်တော်တို့ကပေးတွက်တဲ့အချိန်မှာတန်ဖိုးတွေကသူတက်လာနော် USD 19.5ဆိုတော့ကိုက database တစ်ခုပဲသုံးထားတယ်ဒါပြလို့ database တွေဟိုတက်နေတာလဲဆိုပြီးတော့ပြန်ပြီးလေ့လာကြည့်တဲ့အချိန်ကျွန်တော်တို့ကဒီမှာဒီထက်မှာ free tier ဆိုတာရှိတယ်နော်ကိုသုံးဖို့အတွက်ရွေးချယ်တော့ကဒီ AWS ကို free testing လုပ်မယ်လို့စမ်းသပ်တဲ့အချိန်မှာသူကပေးထားတာက950နိုင်950ပေးတယ် free tier for 12 months and parts of AWS free usage ဆိုပြီးတော့နော်ဒီမှာ20 gig ပေးတယ် free tier 12လပေးတယ်ပေါ့နော်12 month ပေးတယ်နော်အဲ့တော့ကျွန်တော်ရဲ့ usage ကဘယ်လိုဖြစ်နေလဲဆိုတော့ဒီမှာနိုင်3နာမှမကြသေးဘူး656နိုင်တောင်ကျွန်တော်ဖြောသွားပြီးတော့87% ကသူက occupied ဖြောသွားပြီနော်သူသုံးပြီးသားဖြစ်နေဒီမှာ40 GB တောင်ကျွန်တော်က current usage ဖြစ်နေ20မှာ40 GB တောင်သုံးနေနော်အဲ့တော့69% ဖြစ်နေအဲ့တော့ကျွန်တော်မရှင်းတာကဒီမှာရေးထားတာကသူက950 750 hours for free for 12 months as parts of the AWS free usage tier နော်အဲ့လိုပေးထားတဲ့အခါကျတော့950ကဒီ12လအတွက်လားဒီ20 gig ကဒီ12လအတွက်လားဆိုပြီးတော့ကျွန်တော် confuse ဖြစ်တယ်နော်အဲ့ဒါလို့ပြောတာပဲတော့ဒီသုံးတဲ့ဟာကဒီ656ဆိုတာကဘာဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ကဒီခုနကျွန်တော်ပြတဲ့ AWS ရဲ့ database ကဒီ location နှစ်ခုမတူတဲ့အတွက် database နှစ်ခုဖြစ်နေတယ်အဲ့ဒါနှစ်ခုတော့မကောက်ဘူးကျွန်တော်က test run အနေနဲ့ကျွန်တော်ကပထမတစ်ခုမှာ3ခုလုပ်ထားတယ်နောက်တစ်ခုမှာ3ခု6ခုပြောရတယ် database 6ခုဆိုတော့သူက6ခုရဲ့ usage hour က656ဖြစ်သွားတာပေါ့နော်ဒါ possibility ဖြစ်နိုင်တယ်အဲဆိုတော့ကျွန်တော် machine နဲ့ဒီ950 hour ဆိုတော့ကိုပြန်ပြီးတော့AI မှာကျွန်တော်ပြန်ရှာကြည့်တယ်ဒီ950ဟာဘာလဲပေါ့ဗျာနောက်ဘာလဲဆိုတော့ကျွန်တော်ဒီမှာ live ပြီးတော့ AI မှာကျွန်တော်ရှာကြည့်လို့ပေါ့ဗျာဒီမှာ AI နဲ့ရှာကြည့်ပြီးတော့ကျွန်တော်ရှာကြည့်ပြီးတော့ note တော့ကျွန်တော်ပြန်တော့ကိုပြန်ကုတ်ကူးပြီးတော့ note ထုတ်ထားတယ်နော် okay ဒီမှာ950 hour free data ပေးထားရိုက်ပြီးတော့ဒါကis that 7 hours for free for monthly or 12 months ဆိုပြီးပေးလိုက်ရှင်မှာဒီလိုပါဖြေလဲဆိုရင်ဒီကောင်က750 hours per month for 12 months per month ပေးပါတယ်တစ်လောက်950နာရီပေးတယ်950ပါတယ်မပေးပြီးတော့12လသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့သူ950ကိုဘယ်လိုတွက်ထားလဲဆိုရင်တရက်ကိုရက်30ရှိတယ်ပဲထားတရက်24နာရီသုံးရင်တောင်950အတွက်ကို coverage ဖြစ်ပါတယ်ဆိုပြီးတော့သုံးပေးထားတယ်နော်ပေးထားတယ်ဆိုတော့အဲ့ဒီဟာကဘာလဲဆိုတော့ instant တစ်ခုရဲ့အတွက်ပဲပေးတာ950ကနော်ဒီမှာတကယ်လို့ဒီကိုယ့်ရဲ့ database တစ်ခုကိုဒီ instant တစ်ခုကို24နာရီတစ်ပတ်လုံးဖွင့်ထားတယ်ဆိုရင်တောင်930ပဲရှိမှာပေါ့နော်သူပြောချင်တာ950ဟာလောက်တယ်တိုးတော့ကိုကနေပြီးတော့ database instant ကတစ်ခုမကနှစ်ခုဖွင့်လို့မိတယ်ဆိုရင်သူက15ရက်သုံးတာနဲ့အဲ့ဒီကောင်ကိုကုန်ပြီ920ကုန်ပါ15ရက်သုံးလိုက်တာနဲ့950နှစ်ခုဆိုရင်920ကုန်မယ်3ခုဆိုရင်တော့
something like that နော်950အဲ့တော့ကျွန်တော်တို့က950ဟိုကfree ပေးထားတယ်ဆိုပေမဲ့ကိုကဒီ instant အများကြီးဖြစ်တဲ့ခါကျတော့ပိုလာလို့ရှိရင်အဲ့ဒီကသုံးတဲ့ free hour 950ထဲကျော်သွားလို့ရှိရင်950ထဲကျော်တဲ့ဟာကိုသူကပတ်စံပေးရတော့မှာနော်အဲ့တော့ကိုကမလိုအပ်တဲ့ဒီ instant တွေကိုကျွန်တော်ကမဖွင့်ထားတာကောင်းတော့ဗောနော်ဒီ test run တက်ပြီးတော့ပြန်ဖြတ်ပလိုက်ပါဗျာကျွန်တော်ခုနကဟိုထဲမှာတော့ဒီဒီ free ဟိုကကျွန်တော်ဒီ RDS ထဲမှာRDS ထဲမှာကျွန်တော်ဒီအောင်ဒီကောင်ကိုကျွန်တော်ဖြတ်လိုက်တော့ချက်လိုက်တော့မယ်ဆိုတော့ဒီ West Virginia ကတော့ကျွန်တော် link ချိန်ထားတဲ့အတွက်နဲ့ကျွန်တော်ချန်ထားမယ်ချန်ထားပြီးတော့ဒီဟို high order ကရှိတဲ့ database တခုကိုကျွန်တော်ဒီမှာဖြတ်ပါမယ်နော် database ကိုဒီ MySQL ဒီ action ထဲမှာdelete ဆိုပြီးတော့သူ delete လုပ်မှလားလို့မေးတယ်နော် delete လုပ်ဖို့ဆိုတော့မေးတဲ့အခါကျတော့ဒီမှာသူကretain automate backup ဆိုတာရှိတယ် retain automate determine နဲ့ဆုံးဖြတ်ပါ whether retain automate backup for 1 day after the deletion တဲ့နော်ဒီဒါလုံးမလားလို့ဆိုပြီးတော့ဆုံးဖြတ်ပါတဲ့နော်အဲ့ဒီမှာ UAB bill for retain backup နော် storage after described as additional backup storage နော်နော်retain က retain လုပ်မှလားလို့သူမေးထားတာနော်တကယ်လို့ဒီ retain လုပ်တဲ့အတွက်ကိုသူကပတ်စံပြန်backup နဲ့ပတ်သက်ပြီးတော့ charges ရှိမယ်ဆိုပြီးတော့ UAB bill for retain backup storage at the rate described as additional backup storage ဆိုပြီးတော့အဲ့ဒါကျွန်တော်ဒါကို retain automate backup ကိုမလုပ်တော့ဘူးပေါ့နော်အဲ့တော့သူကဒီမှာသူက avoid accidental deleted နော်သူကမှားပြီးတော့ဖြစ်မှာဆိုတော့တဲ့ confirm လုပ်ပါတယ်အဲ့ဒီမှာကျွန်တော် click လုပ်လိုက်တာနဲ့ဒီမှာ delete မယ်ဆိုပြီးတော့သူကကြာလာပြီးတော့ delete ဆိုပြီးတော့ deletion ပေးလိုက်တယ်နော်အဲ့ဆိုသူဖြတ်နေပြီဒီဖြတ်နေပြီဆိုတော့အခုနဟာကိုကျွန်တော်ဒီမှာ copy ကူးထားတယ်နော်အဲ့ဒီဟိုနဲ့ copy ကူးထားတယ်နော်အဲ့တော့ကျွန်တော် work နဲ့ကူးထားတယ်အဲ့တော့ဒီပထမမေးထားတဲ့ဟာကဒီ free trial ကဒီ15ရက်နဲ့ကိုသူက instant နှစ်ခုရှိလို့ရှိရင်ပြုတ်သွားမယ်သဘောရှိတဲ့အတွက်နဲ့ကျွန်တော် instant တစ်ခုပဲထားမယ်ဆိုရင်တစ်လကောင်းအောင်သုံးလို့ရတယ်ဒီမှာဟိုက20 GB free 12 months ဆိုတာဟာလေကျွန်တော်ဒါကိုကျွန်တော်မေးထားတယ် is that monthly or 12 months ဆိုပြီးတော့သူမေးထားကြတယ်သူချက် AI ကဘာဖြစ်လဲဆိုရင်ဒီမှာ20 GB RDS storage per month for 12 months တစ်လကို20 GB ပေးတယ် monthly allocation က20 RDS ပေးတယ်ပေးပြီးတော့ဒီထက်မှာဥပမာအပြင်ဆိုရင်ဒီ January မှာဒီကိုသုံးတာ15 GB ရှိလို့ရှိရင်ဒါပတ်စံyou won't be charged for storage ဘာနော် so you won't be charged for storage 15 GB သုံးနေစင်တော့ February မှာ22 GB storage သုံးသွားလို့ရှိရင်2 GB ကိုပတ်စံပေးရမယ်နော်2 GB exceed the 20 GB free trial limited နော် each month the 20 GB free usage reset so you have fresh 20 GB allowance to use for the month နော်အဲ့တော့တစ်လကို20 GB သုံးလို့ရပါတယ်နော်အဲ့တော့ဒီထက်မှာဆက်လို့ရတဲ့အကြောင်းအရာတွေရှိတယ်အဲ့တော့ကျွန်တော်ကဟိုမဟဲ့တဲ့ဒီ hidden instance တော့ခုနကျွန်တော်ရှင်းပြပြီးပါပြီဒီထက်မှာ location ကျွန်တော်နှစ်ခုရှိနေတယ် OIO ရဲ့နှစ်ခုရှိတယ်နဲ့ hidden ပုံစံဖြစ်နေတာနော် hidden တော့မဟုတ်ဘူးတော့ကိုပဲ setting လုပ်ခဲ့တာအဲ့ဒါကိုကိုကနေပြီးတော့ဟိုတိတ်ပြီးတော့ဒါဟိုမကျွမ်းကျင်တဲ့အတွက်နဲ့ရင်းနှီးမှုမရှိတဲ့အတွက်နဲ့ဒီအောင်ရှိမှမသိကြတော့ဘာနော်မသိတော့ဒီ instant မှာနှစ်ခုရှိတယ်မလိုအပ်တဲ့ instant တွေက rubbish အနေနဲ့သူကဟို waste ဖြစ်နေတော့ဗောနော် data သုံးတာလည်း waste ဖြစ်တယ်ပဲအမောင်းကလည်းတက်တယ်အဲ့လိုမျိုးကိုဒီ AWS ကို maintain လုပ်မယ်ဆိုရင်ကိုသုံးညင်တဲ့ data ကိုသုံးညင်တဲ့ hour အထက် hour နော်ဖြစ်အောင်အတွက်ကိုဒီမှာ bay management ဆိုတာရှိတယ်နော်bay management ဆိုတာကကျွန်တော် နောက်တစ်ခုဖွင့်ကြည့်တယ်မယ်ဟောလို့နေဆိုတော့ဒီထက်မှာ registration နဲ့ကျွန်တော်ဝင်လိုက်မယ်ဝင်လိုက်တဲ့အချိန်မှာတဲ့အချိန်မှာဆိုရင်ဒီမှာservice ထဲမှာ the bill cost and management နော် bill cost and management ထဲမှာဒီထက်မှာအများကြီးပါပါတယ်ကျွန်တော်လေ့လာကြည့်ရတယ်နော်မတ်စကတွေလေ့လာကြည့်ရတယ်အများကြီးရှိတယ်ဒီမှာကျွန်တော်
cost ကဘလောက်ရှိနေပြီ credit ကဘလောက်ရှိတယ်ကိုပတ်စံဘလောက်ရှိတယ်နောက်ဒီဟာအဲ့မှာအများကြီးပေါ့ဗျာနော်ဒီထက်မှကြည့်မယ်ဆိုရင်တော့ဟိုလေ့လာစရာတွေအများကြီးရှိတယ်နော်အဲ့တော့ဟိုအနည်းချုပ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီကမလိုအပ်တဲ့ database တွေကိုအများကြီးဒီစောင့်မထားဖို့ရယ်စောင့်ထားဖို့ရယ်ကိုသုံးတဲ့ data usage ကိုပြန်ပြီးတော့ဒီ monitoring လုပ်နေဖို့ရယ်ပေါ့နော်ဒီကနေပြီးတော့ cost management preference ဒီထက်မှာဗျာဟိုအများကြီးရှိတယ်ဗျာ budget report cost category cost allocation data export နော်အဲ့ဒါမျိုးပေါ့နော်အကျဉ်းပြောရင်တော့ဟိုသူတို့ကတော့အားလုံးကိုတော့သူတို့ပြောပြထားတယ်ဗျာဒါပေမဲ့ကိုကနေ thoroughly ဒီစုထဲဝင်ပြန်ပြီးတော့မလေ့လာကြည့်နိုင်သေးတဲ့အချိန်မှာနော်အဲ့ဒီထက်မှာမလိုအပ်တဲ့ cost တွေကတက်လာတာရှိတယ်နော်အဲ့ဒီအတွက်နဲ့ဒါ knowledge sharing ပါဟို database သုံးမယ်ဆိုရင်မလေးကတွေ့ရှိချက်ကလည်းသူကSQL ဆိုရင် charge မရှိဘူးနော် SQL server express တင်ထားလို့ရှိရင် charges ရှိတယ်ကျွန်တော်အဲ့လိုတွေ့တယ်ဒီမှာကြတော့လည်းဒီ database ကတစ်ခုတည်းပို့ပြီးတော့ဖွင့်ထားလို့ရှိရင်သူရဲ့ဟို minimum ခွင့်ပြုထားတဲ့ဒီ free tier ခွင့်ပြုထားတဲ့ဒီ750 hours တက်ကို15ရက်နဲ့ကိုအလွယ်ကူကျော်သွားနိုင်တယ်နော်အဲ့ဒီနဲ့ပြုစရာလေးတွေပေါ့ဗျာနော်အဲ့ဒါလေးတွေနည်းနည်းပြီးပြန်အောင်တက်ဖို့ sharing လုပ်ပေးတာကျေးဇူးတင်ပါတယ်